မိခန္ဓာကိုယ်ကြီးမှာတတိတံဝေကလေးတွေရှိပြီးတော့တို့ရရှိတဲ့ခန္ဓာကိုယ်ကြီးဒီဇာတိမိလောင်ခဲ့ပြီးပြီးစရာမိလောင်နေပါပေါ့လားဇာတိမိတွေနှိမ့်စစ်နေပါပေါ့လားဒီကြားထဲမှာလောဘကလောဘဒေါသကဒေါသတဏှိနေမှာအာယုံလေးလိုအလင်းရောက်တဲ့အရှင်ကစပြီးတော့နေဝင်လို့အိတ်တန်းတက်တဲ့အရှင်ကြီးလောဘတကလောဘဒေါသဒီမောဟဒီမာမာနဒီအိတ်သားမိတ်စရိယဒီအဲ့ဒီအကြောင်းရင်းခံပြီးတော့မိမိခန္ဓာအကြောင်းရင်းခံသောကာတကဖြစ်ရသူတစ်ပါးခန္ဓာတွေကိုအကြောင်းရင်းခံသောကာတိဖြစ်ရပရိဒီဝမိဒီလောင်ရဒုက္ခမိဒီဒေါမနတာမိဒီဥပါယမိဒီလောင်ကျွမ်းပြီးတော့ငိုကြွေးမိတမ်းပြီးတော့ဒီချာရအချင်းကြီးချမ်းသာလို့လားဆင်းရဲလို့လားမိမိခန္ဓာကြောင့်သောကပရိဒီဝဖြစ်ရတာတစ်မျိုးခန္ဓာနဲ့နိစ္စတဲ့အမေကြောင့်အဖေကြောင့်ညီကိုမောင်နှမကြောင့်ညီကိုမောင်နှမမိသားစုကြောင့်သားတွေသမီးတွေမိတွေမြစ်တွေကြောင့်မိပေါက်ကြီးငယ်ကြခဲ့တဲ့ဘဝတွေကအနည်းလားအများကြီးလား